လူတယောက်ကချမ်းသာတဲ့လူတယောက်ကိုနှိမ့်နယ်ပေးနေတော့မျက်စိမမြင်ဟန်ဆောင်နေတဲ့ရုတ်တရက်အပြင်ကတကားကိုတယောက်ကဖွင့်ဖို့ကြိုးစားနေတာကိုကြားလိုက်ရတဲ့သူကချမ်းသာတဲ့သူကိုချက်ချင်းတတိပေးပေမဲ့ချမ်းသာတဲ့သူကလုံခြုံရေးကမများတွေကိုစစ်ဆေးတော့အပြင်မှာဘယ်သူမှမတွေ့ဘူးဒါနဲ့မျက်မမြင်ကိုနှိမ့်နယ်ပေးဖို့ပြောလိုက်တယ်ပြီးတော့မျက်မမြင်ကတိုးတိုးလေးသူတို့တကားဖွင့်ပြီးအထဲမှာရှိတယ်လို့ပြောတယ်ပြီးတော့မျက်နှာဖုံးဆွတ်ထားတဲ့တပြတွေအိမ်ထဲကိုရုတ်တရက်ဝင်လာတဲ့သူတို့ကချမ်းသာတဲ့သူကိုကျမ်းပြင်ပေါ်လဲကျအောင်ပစ်ချပြီးတစ်တာစီဆွဲခေါ်သွားပြီးစကားဝက်တောင်းတယ်သူ့အသက်ကိုကယ်တင်ဖို့ချမ်းသာတဲ့သူကစကားဝက်ပေးလိုက်တယ်ဒါပေမဲ့တစ်တာဖွင့်နေတော့သူကမှားယွင်းတဲ့လက်ပွေရာကိုတမင်သုံးပြီးအချက်ပေးတန်မြအောင်လုပ်လိုက်တယ်ပြီးတော့ကောက်တုတ်တစ်ချောင်းကိုဆွဲယူပြီးဓာပြတွေကိုတိုက်ခိုက်ဖို့ကြိုးစားတယ်ဓာပြတွေဒေါသထွက်ကြတယ်တနက်ကိုဆွဲထုတ်ပြီးသူ့ကိုပြစ်တက်ကြတယ်ပြီးတော့သူ့လက်ချောင်းနဲ့တစ်တာကိုဖွင့်ပြီးပတ်စံတွေကိုယူသွားကြတယ်မျက်မမြင်ကကြောက်လန့်တကြားကြည့်နေတယ်ဒါပေမဲ့ဓာပြတွေကသူ့ကိုမတက်ဘူးတယောက်ကတော့သူ့မျက်လုံးနဲ့အထိုးဖို့တောင်ကြိုးစားသေးတယ်ဒါပေမဲ့မျက်မမြင်ကမလုပ်ဘူးဓာပြတွေကနောက်ဆုံးတော့သူဟာမျက်မမြင်တယောက်လို့ယုံကြည်သွားကြတယ်ဒါကြောင့်သူ့ကိုအသက်ရှင်ရထားခဲ့ပြီးပတ်စံနဲ့အတူထွက်ပြေးသွားကြတယ်ဒါပေမဲ့မျက်မမြင်ကတကယ်မြင်နိုင်တယ်ဆိုတာသူတို့လုံးဝမသိကြဘူးနောက်ပိုင်းမှာရဲတွေကသူ့ကိုရဲစခန်းကိုခေါ်သွားပြီးလူတက်မှုရဲ့တူးလေးသောမျက်မြင်သက်သေဖြစ်လို့စစ်ဆေးမေးမြန်းခဲ့တယ်အစပိုင်းမှာတော့ဘာမှမမြင်ခဲ့ဘူးလို့သူကပြောတယ်ဒါပေမဲ့ရဲတွေကသူ့အမှန်အတိုင်းမပြောရင်မီဒီယာကိုအရာအလုံးကိုဖွင့်ချပြီးဓာပြတွေကသူ့နောက်လိုက်လာလိမ့်မယ်လို့ချင်းချောက်ခဲ့တယ်ကြောက်လန့်တကြားနဲ့နောက်ဆုံးတော့ရဲတွေကိုအရာအလုံးကိုပြောပြလိုက်တယ်ဒါပေမဲ့ဓာပြတယောက်မှရဲစခန်းထဲမှာသတင်းပေးတယောက်ရှိနေတယ်ဆိုတာသူမသိခဲ့ဘူးသတင်းပေးကမျက်မမြင်ကသူတို့ကိုတစ္ဆာဖောက်သွားတယ်လို့တထေးကိုချက်ချင်းပြောပြတယ်ရဲစခန်းကထွက်သွားတဲ့အခါတထေးကစနိုက်ပါရိုင်ဖယ်နဲ့သူ့ကိုစောင့်နေပြီးတထေးကတပ်သားတစ်တယောက်ကိုသူ့ကိုတတ်ဖို့အခွင့်အရေးပေးလိုက်တဲ့တပ်သားကချိန်ရွယ်ပြီးတနက်ကိုဆွဲထုတ်တော့မလို့ပဲရုတ်တရက်သူ့ရှိမှာဘီလူးတကောင်ပေါ်လာတယ်တပ်သားဘာဖြစ်နေလဲဆိုတာနားမလည်ခင်မှာပဲမျက်မမြင်ကရဲကားပေါ်တက်သွားပြီးနောက်ဆုံးတော့ထွက်ပြေးသွားတယ်ဒါပေမဲ့ခဏကြာတော့ကားကသူ့အိမ်ဘက်ကိုဥတီနေတာမဟုတ်ဘူးဆိုတာသူသဘောပေါက်သွားတယ်ပြီးတော့ကြောက်စရာကောင်းတဲ့အရာတစ်ခုကိုသတိထားမိလိုက်တယ်ရင်မောင်းကိုတပြက်တယောက်ကအစားထိုးလိုက်တယ်သူတကားဖွင့်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့လက်ကင်ကတုတ်ခတ်ထားတယ်အခုတော့သူလုံးဝပိတ်မိနေပြီးသူ့ရဲ့လိမ္မာပါနဲ့တဲ့လောက်ရက်ကသူ့အသက်ကိုကယ်တင်နိုင်ပါမလား